မော်စကိုမြို့ရဲ့မြေအောက်ရထားလမ်းတွေကိုစစ်ဆေးတဲ့အလုပ်သမားကြီးတဦးဟာမော်စကိုမြစ်အောက်ကဥမင်လိုင်ကောင်းမျက်နှာကျက်မှာရေတွေစိတ်ထွက်ပြီးအကွဲနေတာကိုစတင်တွေ့ရှိခဲ့ပါတယ်။သူကတာဝန်ရှိသူတွေကိုတွားရောက်သတိပေးပေမဲ့ရုံးချုပ်ကအရာရှိတွေကတော့ဂရုမစိုက်ဘဲလစ်လျူရှုထားခဲ့ပါတယ်။ဆက်ဆောင်ဆရာဝန်ကြီးအန်ဒရီယန်ဒရီဟာသူ့ရဲ့သမီးလေးနဲ့အတူမနက်ခင်းအလုပ်ပိတ်ရက်မှာမြေအောက်ရထားလိုင်းကိုစီးနင်းလိုက်ပါလာပါတယ်။မထင်မှတ်ဘဲအဲ့ဒီရထားရဲပေါ်မှာအဖြစ်သမားလူငယ်ဗလာဒီမာနဲ့အတူတူဆုံတွေ့နေခဲ့ပါတယ်။ဥမင်လိုင်ကောင်းမျက်နှာကျက်ကြီးရုတ်တရက်ပြိုကျပြီးမော်စကိုမြစ်ရေတန်ချိန်ပေါင်းများစွာမြေအောက်ထဲကိုအရှိန်ဟုန်နဲ့တိုးဝင်လာပါတယ်။မောင်းနေတဲ့ရထားကြီးဟာအရေးပေါ်ဘရိတ်အုပ်လိုက်ရလို့ရထားတွဲတွေတစ်ခုနဲ့တစ်ခုစောင့်မိပြီးလွင့်ထွက်မောက်ခုံဖြစ်ကာရထားပေါ်ကခရီးသည်ရာပေါင်းများစွာနေရာတင်တေဆုံးတန်ရာရကုန်ပါတယ်။အသက်ရှင်ကျန်ရစ်တဲ့ဆရာဝန်ကြီးအန်ဒရီသူသမီးလေးနဲ့ဇနီးအပြင်ဗလာဒီမာတို့ဟာရထားတွဲထဲကနေရအောင်ရုံထွက်ကြပါတယ်။သူတို့ဟာပြိုကျနေတဲ့ဥမင်တွေကရေစီးတန်ကြားမှာအသက်လူပြီးမြင့်ရာကုန်းစီကိုပြေးကြရပါတယ်။ရထားလိုင်းရဲ့ပင်မလျက်စစ်တပ်အားလိုင်းတွေပြတ်တောက်ပြီးရေပြင်ထဲကိုလျှက်စစ်စီးကူးသွားတာကြောင့်ရေထဲမှာလမ်းလျှောက်နေတဲ့ခရီးသည်အများအပြားဓာတ်လိုက်ပြီးထပ်မံတေဆုံးကြပါတယ်။အန်ဒရီတို့အဖွဲ့ဟာလျှက်စစ်လွတ်တဲ့ရထားခေါင်မိုးပေါ်နဲ့မြေအောက်အဆောက်အုံဟောင်းတစ်ခုပေါ်သို့ရအောင်တက်ရောက်ခိုလုံကြပါတယ်။မြေအောက်မှာပိတ်မိနေတဲ့အန်ဒရီနဲ့ဗလာဒီမာတို့ဟာဇနီးတဲ့အရေးကြောင့်အချင်းချင်းစကားများရန်ဖြစ်ကြပေမဲ့သမီးလေးသက်ရှင်ဖို့အတွက်နောက်ဆုံးမှာအမုန်းတရားတွေကိုခိတ္တပေးဖယ်ပြီးပူးပေါင်းကြရပါတယ်။ရေကန်ကြီးလိုဖြစ်နေတဲ့မြေအောက်ထဲမှာရေအမက်ကတရိပ်တက်လာပြီးလေဝင်ပေါက်တွေပိတ်ဆို့လူနီးပါးဖြစ်လာပါတယ်။အန်ဒရီတို့အဖွဲ့ဟာမြေပြင်ပေါ်ကိုဖုံးလိုက်ရအောင်စူးစမ်းဆက်သွယ်ပြီးသူတို့ရှိတဲ့နေရာကိုအချက်ပြနိုင်ခဲ့ပါတယ်။ကယ်ဆယ်ရေးအဖွဲ့တွေကမြေပြင်ကနေအပေါက်ဖောက်ပြီးကယ်ဆယ်ရေးကြိုးတွေချပေးခဲ့ပါတယ်။ဆရာဝန်ကြီးအန်ဒရီသမီးလေးနဲ့ဗလာဒီမာတို့အပါအဝင်အသက်ရှင်ကျန်ရစ်သူ5ဦးဟာကယ်ဆယ်ရေးအပေါက်ကနေတဆင့်မြေပြင်ပေါ်ကိုဘေးကင်းစွာပြန်လည်ရောက်ရှိသွားကြပါတယ်။မြေပြင်မှာစိုးရိမ်တကြီးစောင့်နေတဲ့ဇနီးဖြစ်သူနဲ့ပြန်လည်ဆုံစည်းကြပြီးဘေးရန်ရဲ့ကြားကရုန်းကန်ခဲ့ရတဲ့တမိုင်းမှတ်တိုင်နဲ့အတူဇလန်းပြီးဆုံးသွားပါတယ်။